အောက်ပဇွန်တောင်လမ်းမရဲ့အပေါ်မှာကလေးမိခင်ကကလေးကိုလက်ဘင်းကနေဆွဲမှပြီးမြေပေါ်ကိုပစ်ချခဲ့တဲ့အကြောင်းခေတ်စဉ်ဟာကလေးမိခင်ကကလေးကိုလက်ဘင်းကနေဆွဲမှပြီးမြေပေါ်ကိုပစ်ချခဲ့တဲ့အချိန်လေးကိုဘေးလူတွေကတားပါတယ်ဘယ်လိုလဲတားမရတာကြောင့်အလေးအမီဟာကလေးကိစ္စရှင်းနေပြီကရုဏာကန်းလပရဟိကအဖွဲ့တွေနဲ့ရက်ကွက်နဲ့ကလေးမိကိုခေါ်ပြီးရက်ကွက်ယုံကိုခေါ်တော့ပါလေကလေးကိုစီးရိုက်တိုင်ကစနေနေ့ကချီခဲ့တယ်လို့သိရပါတယ်ဗီဒီယိုရိုက်ထားတဲ့သူကဒီနေ့မှ live ပေါ်တင်လိုက်တာလို့သိရပါတယ်။ကလေးမိဘတွေကတတဲဟုံးလာလို့မေးပြီးအမေအရင်ဟုတ်တယ်လို့ပြောပါတယ်။ဖအေကအရင်မဟုတ်လင်မယားမိရန်ကဈေးထုံးထားတယ်လို့လည်းသိရပါတယ်။ဘာဈေးထုံးလဲတော့မသိဘူး။သူ့လက်လွတ်ရက်သွေးကြောင့်ကလေးကိုမခိုင်နှင်းဝေစီမှာမွေးစားခိုက်ဖို့ပြောတော့သူ့မှာတားနဲ့သမီးလေးပဲရှိလို့မပေးချင်ဘူးပြောလိုက်ပါတယ်။ဘာဖြစ်လို့ကလေးကိုဒီလိုလုပ်တာလဲ။ကလေးလေးကိုအယမ်းသနာပါတယ်။ဒီလာလေးကအတက်9နှစ်ပဲရှိပါသေးတယ်။